အားလုံးပဲမင်္ဂလာပါရှင်။ဒီဇာဟော်ရာ channel လေးကနေစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကအကြောင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။နားမစင်ခင်မှာ channel လေးကို like and subscribe လုပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။တင်ဆက်သူတင်စားပဲဖြစ်ပါတယ်။မြို့ပြရဲ့စူညံတန်တွေနဲ့ဝေးရာတစ်ပင်အိုကြီးတွေအုပ်ဆိုင်နေတဲ့လမ်းကြားလေးတစ်ခုရဲ့အဆုံးမှာစီးစာရိပ်ဆိုတဲ့တိုက်ခန်းတွေကြီးရှိနေတယ်။နိုင်ငံတွေကဆေးတွေကွာကြပြီးရင်းကြီးတွေဆွဲနေတယ်။အဲ့ဒီငါးတက်တိုက်ကြီးကကြည့်လိုက်ရုံနဲ့တင်လူကိုစိတ်မတက်မတာဖြစ်စေတဲ့အေးဆက်ဆက်အချိန်ဝါတစ်ခုရှိနေတာပဲ။ရင်နောက်တယောက်သူ့ရဲ့လွယ်အိမ်နဲ့အဝတ်ထုတ်တွေကိုဆွဲပြီးတိုက်ခန်းရဲ့လေကားထွေတွေအတိုင်းအပေါ်ကိုတက်လာခဲ့တယ်။အလောက်အကိုင်းစင်မပြေဖြစ်ပြီးပိုက်ဆံချွေသားနေရတဲ့သူ့အတွက်ဒီလောက်ကျယ်ဝန်းတဲ့တိုက်ခန်းတစ်ခုကိုဒီလောက်စိမ့်တော့အပေါ်စီးကြီးနဲ့ရတာကတကယ်ကိုကံကောင်းခြင်းတစ်ခုလို့ထင်ခဲ့မိတာပေါ့။အခန်းအမှတ်400တန်ကြီးတက်နေတဲ့နေပဲပြားလေးကိုကြည့်ရင်ရန်အောင်တော့ကိုလက်ပြီးတကားကိုတွင်းဖင်လိုက်တယ်။စီမစားတော့တဲ့တန်ပက်တာတွေနဲ့အော်မီတန်ကတိတ်ဆိတ်နေတဲ့စင်းကြံလန်းတစ်ခုလုံးမှာပဲ့တင်ထက်သွားတယ်။ရန်အောင်ခန်းထဲကိုခြေလန်းလှမ်းလိုက်တဲ့ခဏမှာပဲတကူလုံးစစ်ခနဲ့ဖြန်းခနဲ့ဖြစ်သွားပြီးစက်တီးတွေထသွားခဲ့ပါတယ်။အပြင်မှာမေလာရဲ့ပူပြင်းတဲ့နေရာကြီးရှိနေပေမဲ့ဒီခန်းထဲမှာတော့ရေခဲတိုက်ထဲရောက်နေတယ်လို့မျိုးအေးဆက်နေတာပါ။သူ့အခန်းမိခလုတ်ကိုစမ်းပြီးဖွင့်လိုက်တဲ့ဝါချင်းချင်းမိကြောင်လေးကတစ်ဖြက်ဖြက်နဲ့လင်းလာပြီးအခန်းကျယ်ကြီးကိုမြင်လိုက်ရတယ်။အခန်းထဲမှာဘာပရိဘောကမှမရှိဘူး။ဖုံရီနဲ့ပြည့်နေတဲ့ကျမ်းမြေအလဲတက်မှာတော့ရှေးဟောင်းတစ်သားကလထိုင်တစ်လုံးထီထီကြီးရှိနေတဲ့အနက်ရောင်တန်းနေတဲ့တစ်သားကလထိုင်ကလက်ရန်တွေမှာရှေးဟောင်းပပုလက်ရတွေထွန်းထူထားပြီးအစမ်းကြဲကြီးဖြစ်နေတာပါ။ဘာလဲဟာအင်းရှင်ကဒါကြီးတော့မရွှေ့သွားဘူးပဲ။ရန်အောင်တယောက်တည်းရေယွရင်ကလထိုင်နားကိုရှောက်သွားလိုက်တယ်။ကလထိုင်ပေါ်မှာဖုံနေအထက်လိုက်တက်နေပေမဲ့ထူးဆန်းတာကထိုင်ကုန်နေရာလေးမှာတော့လူတယောက်အခုလေးတင်ထိုင်သွားတယ်လို့မျိုးဖုံတွေတက်ဆင်နေတာကိုသူတတိထားမိလိုက်တယ်။ဒါပေမဲ့တူတိတ်ပြီးအလေးမထားမိပဲသူ့အထုပ်တွေကိုအခန်းတောက်မှာချပြီးတန်ရှင်းရေးစလုပ်တော့တာပေါ့ည7 နာရီကျော်တဲ့အထိရန်နာအမော်တကောတန်ရှင်းရေးလုပ်ပြီးတဲ့နောက်မှာတော့မော်မော်နဲ့ပဲကျမ်းပြင်ပေါ်မှာဖျားလေးခင်းပြီးလက်အိတ်လိုက်တယ်ပင်မန်းလို့မျိုးလုံးတွေကချက်ချင်းဆိုသလိုဆင်းကြလာခဲ့တယ်တကြီးကြီးနဲ့ဘကောင်းရင်အချိန်မှာအကြတဲ့နောက်ကြားရောက်လာအောင်တိတ်ဆိတ်မှုတဲ့အဲ့ဒီအတန်ကထပ်ပေါ်လာတယ်ရန်အောင်မေခနဲ့ဖြစ်နေရကနေမျိုးလုံးလေးပွင့်လာတယ်ဒီတစ်ခေါက်တော့တေးချပါတယ်အတန်ကအခန်းလေကနေလာတာသူဖြည်းဖြည်းချင်းထိုင်လိုက်ပြီးအမောင်တဲကိုမျက်မှောင်ကျုပ်ပြီးကြည့်လိုက်တယ်။လာမင်းရဲ့ဖြူဖြောဖြောအလျောင်ကပြင်းပေါက်ထဲကနေတဆင်အခန်းလေကကလစ်ထိုင်ပေါ်ကိုကြားရောက်နေတယ်။အဲ့ဒီတတကလစ်ထိုင်ကြီးကလူတစ်ယောက်ထိုင်ပြီးရင်ထိုးနေတယ်လို့မျိုးအလိုလိုနေရင်တကြီးကြီးနဲ့လှုပ်ကားနေတာပါ။ရန်နောက်ရင်ဘက်ထဲကနှလုံးသွင်းတဲ့တွေမြင်လာတယ်။ဒရေးကိုအနိုင်နိုင်မျိုးချိုက်ရင်ဖုံးမီးကိုဖွင့်ပြီးကလစ်ထိုင်စီကိုအလျောင်ထိုးပြလိုက်တယ်။မင်းလင်းသွားတဲ့အချိန်မှာတော့ကလစ်ထိုင်ကငြိမ်သက်နေတယ်။အပေါ်မှာဘယ်သူမှရှိမနေဘူး။ဒါပေမဲ့ရန်အောင်ဖုံးမီးကိုပြန်ပေးလိုက်ပြီးအိပ်ရတယ်ပြန်လဲလိုက်တဲ့ခဏမှာပဲတကြီးကြီးနဲ့ဒီတစ်ခါအတန်ကပိုးပြီးမြင်လာသလိုပိုးပြီးတော့လည်းကျက်လာတယ်အဲ့ဒီအတန်နဲ့အတူအခန်းထဲမှာလူတစ်ယောက်အတက်ပြင်းပြင်းရှူတွင်းရှူထုတ်လုံးနေတယ်အတန်ပြင်းပြင်းကြီးကိုပါရင်အောင်စတင်ကြားလိုက်ရပါတော့တယ်အမောင်လူထဲမှာအပြင်းစင်မရှိတဲ့အေကန်အလေကကလစ်ထိုင်ပေါ်မှာတစုံတစ်ခုကရင်နောက်ကိုစိုက်ကြည့်နေတယ်လို့ခန်းစားချက်ကြီးကကြောချမ်းပွဲကောင်းလာပါတော့တယ်ရင်နောက်တစ်ယောက်ပင်မလွန်တာကြောင့်မနက်မိုးလင်းကနီးမှပဲအိပ်ပျော်သွားခဲ့ရတယ်မနက်ခင်းရဲ့နေရောက်ကြီးကပြတင်းပေါက်ကနေဖြာကြတဲ့အခါမှပဲစိုးရင်စိတ်တွေအနှဲငယ်ပြေရောသွားတော့တယ်။သူမျက်လုံးဖွဖွချင်းကြည့်လိုက်မိတာကတော့အခဲလေကတသားကလထိုင်ကြီးစီကိုပါပဲ။ကလထိုင်ကတော့ဘာမှမဖြစ်ခဲ့သလိုမျိုးငြိမ်တဲ့လို့နေစိငါပင်မပြီးစိတ်ရောင်တာဖြစ်မှာပါ။ကိုအာပင်ရန်နာအလုရှာဖို့အတွက်မြို့ထဲကိုထလာခဲ့တယ်။ညနေဆောင်လို့အခန်းကိုပြန်ရောက်လာတဲ့အခါအခန်းထဲမှာပိုးပြီးအိပ်ဆက်နေတယ်လို့ခံစားရတယ်။ဒါပေမဲ့သူ့မေးမေးပြပြပဲနေလိုက်ပြီးညစာရေပုံးချုပ်ပြီးအိပ်ရဝင်ဖို့ပြင်လိုက်တယ်။ဖုန်းကိုကြည့်လိုက်တော့အချိန်ကည7 နာရီခွေရန်အောင်ဖုန်းကိုဘေးမှာချပြီးမျက်လုံးဖိတ်လိုက်တယ်။တောက်တကောင်ရန်တိတိအချိန်မှာပဲတကားခောက်တန်3ချက်ကအခန်းရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးထွက်ပေါ်လာတယ်။အတန်ကမြင်သားပေမဲ့ပြသားလွန်းလာတယ်။ရန်အောင်မျက်လုံးတွေပြူကျသွားပြီးကနာကိုတစ်ခုလုံးတောင်းတင်းသွားခဲ့တယ်။ဒီချိန်ကြီးဘယ်သူပါလဲ။တွေးရင်သူတပြေးပြေးချင်းထားလိုက်တယ်။ဒီလိုတကောင်ရန်ကြီးမှာတကားကခောက်စရာလိုမရှိဘူးလေ။တောက်နောက်ထပ်3ချက်ထောက်ခောက်ပြန်နေဒီတခါတော့အတန်ကအရင်ထက်ပိုပြင်းထန်လာသလိုပဲရန်အောင်အတားရခြေပြားထောက်ပြီးတကားဝစီကိုရှောက်လာသွားလိုက်တယ်တကားမှာတက်ဆင်ထားတဲ့အပေါက်ငယ်လေးကနေတဆင်အပြင်ဘက်ကစင်းကြံလန်းစီကိုချောင်းကြည့်လိုက်တယ်ဒါပေမဲ့အပြင်မှာဘာမှမရှိဘူးဝါချင်းချင်းမိချောင်းလေးလင်းနေတဲ့စင်းကြံလန်းကတိတ်ဆိတ်ပြီးဗလာချင်းနေတာပဲဘယ်သူအရိပ်မှမတွေ့ရဘူးရန်အောင်တစ်ပြင်းတစ်ချက်ချလိုက်ပြီးကလေးတွေလာဆတာလားမသိဘူးတွေးပြီးအလက်ထွက်မှာပဲတောက်ဒီတစ်ခါအတန်ကရန်နောက်မျက်နှာနဲ့လက်မအနှဲငယ်တာကွာတော့တဲ့တကားချက်စီစီကနေပြင်းပြင်းထန်ထန်ထွက်ပေါ်လာတာပါ
ရန်အောင်လက်ဖြတ်ပြီးနောက်ကိုခြေလမ်းအတော်များများဆုပ်လိုက်မိတယ်သူအပေါက်ကနေချက်ချင်းပြန်ချောင်းကြည့်တယ်အပြင်မှာဘယ်သူမှရှိမနေတာသိချတယ်တကားရှိမှဘယ်သူမှမရှိပဲတကားကိုဘယ်သူကလာခောက်နေတာလေရန်အောင်ကြောက်လက်တကြားနဲ့တကားကနေနောက်ဆိုရင်အသက်ကိုခက်ပြင်းပြင်းရှူနေပြီးတယ်အဲ့ဒီအချိန်မှာပဲသူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကိုယ်လုံးကတွေးရဆူဝေးပြီးအိဆက်တော်တယ်လို့ခံစားလိုက်ရတယ်တကားရဲ့တက်မနီလက်ကင်ဘူးလေးကအပြင်ကနေတစုံတစ်ယောက်ကအားနဲ့လှည့်နေတယ်လို့မျိုးဖြည်းဖြည်းချင်းအောက်ကိုလှည့်ကျသွားတယ်ယူရီကလောက်တကားလက်ကင်ကပွင့်မတဲ့အောက်ကိုငိုက်ကျသွားပြီးမှပြန်တက်လာတယ်ပြီးရင်နောက်တစ်ခေါက်အောက်ကိုပြန်ငိုက်ကျသွားပြန်တယ်အပြင်ကနေတကားကိုစိုးအတင်းဖွင့်ဖို့စူးစမ်းနေတယ်လို့မျိုးပါပဲအခန်းတကားကိုအတွင်းကနေကြက်ထိုးထားလို့တာတော်တော့တယ်မဟုတ်ရင်အဲ့ဒီအရာကြီးကအခန်းထဲကိုဝင်လာတော့မှသိချတယ်ရန်အောင်ကျမ်းမြေမော်ကိုဖိနိုင်လေးရဲ့လဲကျသွားပြီးတကားဝူကြီးကတုံရင်နေမိတယ်အဲ့ဒီအချိန်မှာပဲတကားအောက်ခြေရဲ့လေဝင်ပေါက်ကွက်လက်လေးတွေကနေတဆင်အစ်ဆက်ဆက်ညှော်နေတဲ့အတူသပင်ရှည်ကြီးတွေပြည့်နေနေတဲ့အဝေးဆုပ်ကြီးလိုမျိုးအရာတခုအခန်းထဲကိုတရွတ်တိုက်ဝင်ရောက်ဖို့ကြိုးစားနေတာကိုသူထိတ်လန့်ပွဲမြင်တွေ့လိုက်ရပါတော့တယ်သူကြောင်းလက်တကြားနဲ့ဘေးနားမှာရှိတဲ့ဖက်နဲ့တစ်ဖက်ကိုကောက်ကင်ပြီးအဲ့ဒီအရာကြီးစီကိုလှမ်းပေါက်လိုက်တယ်ဖက်နဲ့ကတကားကိုထိမှန်သွားတဲ့ခဏမှာပဲတကားပေါက်ကအရာကြီးကမွေးတကားလိုနောက်ကိုဝန်းခနဲ့ပြန်ဆုပ်သွားပြီးပျောက်ကွယ်သွားခဲ့တယ်တကားလက်ကင်လှရှားနေတာလည်းရပ်တန့်သွားပြီးအပြင်ဘက်ကတကားခောက်တန်းတွေလည်းလုံးဝတိတ်ဆိတ်သွားတော့တယ်ရန်အောင်အိယာစီကိုမပြင်းရတော့ပါဘူးလူအခန်းတော်ကမိချောင်းအောက်ကိုတတဲမှာပဲလူနှစ်ဖက်ကိုပိုက်ပြီးမနေ့မိုးလဲတဲ့အထိတညာလုံးမျိုးလုံးကြောင်နေခဲ့ရတယ်မနေ့6နာရီခွဲလောက်မှာတော့လူတကားကိုအတားလေးဖွင့်ပြီးအပြင်ကိုချောင်းကြည့်မိတယ်အပြင်မှာဘာမှမရှိသလိုတကားအောင်မှလည်းဘာအဆနာမှကြံမနေခဲ့ဘူးဒါပေမဲ့အခန်းထဲကိုပြန်ဝင်ပြီးတကားပိတ်လိုက်တဲ့အချိန်မှာပဲအခန်းရဲ့လေလူထဲမှာတစုံတစ်ခုထူးခြားနေတာကိုသူသတိပြုမိလိုက်တယ်အနံဆိုတစ်ခုအဲ့ဒီအနံကလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကပြေဆုံးပြီးပုတ်ပွားနေတဲ့တရိษံအတေးကောင်ပုံနဲ့အလိုလိုဒါမှမဟုတ်စိုးတိုင်းသားများပြီးမှုတ်တက်နေတဲ့မြေကြီးနဲ့လိုလိုအလွန်ဆိုးရတဲ့ညှော်နှံကြီးပါငါမနေ့ကတန်ရှိတေးတေးချာချာလှုပ်ထားတာပဲဥစ္စာရန်အောင်နှခမ်းကိုလည်းနဲ့အုပ်ရင်အခန်းနဲ့လှိရှာကြည့်တယ်အမိုက်ပုံကိုကြည့်တော့လဲဘာမှမရှိဘူးဒီချိုးခဲနဲ့ဝင်ကြည့်တော့လဲအကုန်တက်ရှင်းနေတာပဲဒါပေမဲ့အဲ့ဒီအနံဆိုးကြီးကပြောင်းမသွားတဲ့အပြင်ပို့ပြီးတော့တောင်ပြင်းထန်လာတယ်လို့ခံစားရတယ်သူအနံ့ခံပြီးလိုက်ရှာရင်းနဲ့နောက်ဆုံးမှအခန်းလေကတသားကလထိုင်ကြီးရဲ့အရှိမရတန်သွားခဲ့တယ်။အနံ့ဆိုးတွေအလုံးကဒီကလထိုင်ကြီးစီကနေဖြာထွက်နေတာပါ။ရန်အောင်ကလထိုင်နားကိုတိုးသွားပြီးငုံကြည့်လိုက်တယ်။ကလထိုင်ရဲ့တသားတွေကြားထဲမှာဆွဆွဆွအဆက်ပြောက်တချို့ရှိနေတာကိုတွေ့လိုက်ရတယ်။သူလည်းညိုးနဲ့အသားလေးတိုးကြည့်လိုက်ပြီးအနံ့ခံကြည့်လိုက်တဲ့အခါမှာတော့အော့အန်ချင်စရာဖြစ်စေတယ်။ပုတ်ဆုံနန်ကြီးကနှာခေါင်းထဲကိုအလုံးရင်းနဲ့ဝင်လာခဲ့တယ်။ဒါဟာတာမန်အနံ့မဟုတ်ပါဘူး။တစုံတစ်ခုကအိတ်ကလထိုင်ပေါ်မှာထိုင်ပြီးအချိန်ကြာကြီးပုတ်ပွားနေခဲ့တယ်လို့ပါပဲ။ပိုးပြီးထိတ်လန့်စရာကောင်းတာကရန်အောင်ကလထိုင်စီကနေနောက်ဆုတ်လိုက်တဲ့အချိန်မှာပဲအခန်းရဲ့အပူချိန်ကရုတ်တရက်အေးဆက်သွားတာပါမေလာရဲ့ပူပြင်းနဲ့ရာရီဥရုမှာအခန်းထဲကလေတူကတော့ရေခဲတိုက်တစ်ခုလိုမျိုးအေးဆက်လာပြီးရန်အောင်ပါဇက်တက်ကနေအသက်ရှူလိုက်တိုင်းငှွေ့ရဖွဲတဲ့အခိုးငွေတွေထက်လာတဲ့အထိအေးဆက်လာပါတော့တယ်ဒီကိုယ်လုံးတုံရင်နေတဲ့ရန်နာဟာဒီခန်းထဲမှာတူတယောက်တည်းရှိနေတာမဟုတ်ဘူးဆိုတာကိုအပြေးအဝနားလည်လိုက်ပါပြီဒီအေးဆက်ဆက်အနံဆိုးကြီးနဲ့အတူမမြင်ရတဲ့ဧည့်သည်ကသူ့နားမှာတင်ရှိနေသလိုမျိုးကြောချမ်းစရာခံစားချက်ကြီးကရန်နောက်ကိုစတင်ဝါမျိုးလာပါတော့တယ်။အခင်းထဲမှာဆွဲထင်နေတဲ့အပုပ်နဲ့အကြားရင်းမရှိပဲရေခဲတိုက်လိုအေးဆက်လာတဲ့အခြေအနေတွေကြောင့်ရန်နောက်တယောက်စိတ်တွေတော်တော်လေးခြောက်ခြားနေပါပြီ။သူဒီအခန်းကနေပြောင်းခြင်းပေမဲ့အင်္ဂလာကကိုတလားစာကြိုးပေးထားတဲ့အပြင်တခြားပြောင်းစရာနေရာကလည်းချက်ချင်းရှာမရတာကြောင့်ဒီညကိုတော့ RAB ဆက်နေဖို့ဆုံးဖြတ်လိုက်ရတယ်။သူအခန်းထဲကမင်းကြောင်ကိုမပေးရတော့တာကြောင့်မိကိုထိန်ထိန်လေးလေးအောင်ဖွင့်ထားပြီးမှဖျာပေါ်မှာလှဲအိတ်လိုက်တယ်။စိတ်ထဲမှာတော့ကြောက်စိတ်တွေပြည့်နေပေမဲ့လွန်ခဲ့တဲ့နှစ်ညလုံးကောင်းကောင်းမအိပ်ခရတဲ့တန်းကြောင့်မျက်လုံးတွေကတဖြည်းဖြည်းမှေးဆင်းလာပြီးအိပ်ပျော်သွားခဲ့တော့တယ်။ဗီဒီမောက်ကနေဖြတ်သက်လာတဲ့လေအေးအေးလေးကြောင့်ရန်နောက်တစ်ကိုယ်လုံးတုံတုံရီနဲ့ပြန်နိုးလာခဲ့တယ်။ဒါပေမဲ့ခဏကိုလှုပ်ရှားဖို့ကြိုးစားလိုက်တဲ့အခါမှာတော့သူလုံးဝလှုပ်ရှားလို့မရတော့တာကိုထိတ်လန့်ပွဲသတိပြုမိလိုက်တယ်။လက်တွေခြေထောက်တွေကလွတ်လပ်ထိုင်မိုင်းနေပြီးတစုံတစ်ယောက်ကသူ့ကိုယ်ပေါ်မှာခွာဆေးပြီးဖိထားသလိုမျိုးအသက်ရှူရတာအလုံးမွန်ကျက်လာခဲ့တယ်။ရန်နောက်အတန်ထွက်ဖို့ကြိုးစားပေမဲ့လဲချောင်းထဲမှာတစ်ဆိုနေပြီးအတန်ကအပြင်ကိုထွက်မလာပါဘူး။သူမျက်လုံးကိုအတင်းအားအင်ဆိုင်ပြီးအနိုင်နိုင်ဖွင့်ကြည့်လိုက်တယ်။အခန်းထဲကဝါချင်းချင်းမိကြောင်လေးကတစ်ဖြက်ဖြက်နဲ့မိတ်တုံဖြစ်နေတယ်။အဲ့ဒီမိတ်တုံဖြစ်နေတဲ့မိအောင်အောက်မှာသူအိတ်နေတဲ့ကရင်ချင်းရင်နံရံကြီးကိုရန်အောင်ကြည့်မိသွားခဲ့တယ်။နံရံပေါ်မှာလူတစ်ယောက်ရဲ့အရေးကြီးတစ်ခုရှိနေတယ်။အဲ့ဒီအိတ်ကတာမန်အရေးမဟုတ်ပါဘူး။အလွန်အရက်ရှိပြီးခါးကြီးကကိုင်းနေတဲ့အပြင်သပင်တွေကလည်းဖယိုဖယဲနဲ့ဖွာလန်ကျဲနေတာပဲ။အဲ့ဒီအရေးကြီးကနံရံမှာကပ်နေရင်ရန်အောင်ကိုမလုံးမရှက်စိုက်ကြည့်နေသလိုမျိုးခံစားရတယ်။ခဏကြာမှတော့အဲ့ဒီအရေးကြီးကဖြည်းဖြည်းချင်းလှုပ်ရှားလာတယ်။နံရံပေါ်ကနေအရေးကတဖြည်းဖြည်းနဲ့ကွာကျလာသလိုမျိုး
လေလူထဲမှာတင်တရံမဲတဲ့အမဲရောင်အခိုးအငွေ့တွေအဖြစ်ပြောင်းလဲပြီးရန်အောင်အိတ်နေတဲ့နေရာစီကိုတရွေ့ရွေ့တိုးခဲ့လာပါတော့တယ်ရန်အောင်ကြောက်လန့်တကြားနဲ့မျက်လုံးကိုပြန်မိတ်ထားလိုက်မိတယ်စိတ်ထဲကနေလည်းရှိသမျှဖျားစာတွေကိုအထက်ထက်ယူနေမိတာပေါ့ဒါပေမဲ့အဲ့ဒီအမဲရောင်အရေးကြီးကသူ့အနားကိုရောက်လာတာကိုတော့သူ့ရဲ့အာယုခံစားမှုတွေကသိနေပါတယ်အေးဆက်လာတဲ့လေလူကြီးကသူ့ရဲ့မျက်နှာပေါ်ကိုတိုက်ရိုက်ကြားရောက်လာပြီးအပေါ်ကနေငိုကြည့်နေတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအေးဆက်ဆက်လက်ချောင်းတွေလိုမျိုးအရာတစ်ခုကရန်အောင်ရဲ့လေဝိစီကိုဖြည်းဖြည်းချင်းထိတွေ့လာတာကိုခံစားလိုက်ရတဲ့အခါမှာတော့ရန်အောင်တရားအစွမ်းကိုအားဆိုင်ပြီးအော်ဟစ်လိုက်ပါတော့တယ်ရန်အောင်အစွမ်းကိုအော်ဟစ်ပြီးရုန်းကန်လိုက်တဲ့အချိန်မှာပဲသူ့လက်ဝင်းပေါ်ကအေးဆက်ဆက်အထီးတွေကြီးရုတ်တရက်ပြောက်ကွယ်သွားခဲ့တယ်သူ့အတက်ကိုလောလောလတ်လတ်ရှူတွင်းရင်ထားထိုင်လိုက်မိတယ်အခန်းထဲမှာမိချောင်းကပုံမှန်အတိုင်းပြန်လင်းနေပြီးနန်းရင်ပေါ်မှာလည်းဘာအရေးမှရှိမနေတော့ပါဘူးသူဖုန်းကိုလှမ်းကြည့်လိုက်တော့မနေ့9 နာရီခွဲနေပြီရန်အောင်တစ်ခုလုံးချွေးသေးတွေပြန်နေပြီးတုံရင်နေခဲ့တယ်ဒါဟာတာမဲ့အိမ်မက်ဆိုးတစ်ခုမဟုတ်တော့ဘူးတူဒီခန်းထဲမှာတစ်စက္ကန့်လောက်ဆက်မနေရတော့တာကြောင့်အဝိစားလဲပြီးအခန်းပြင်ကိုအပြေတော်ထွက်လာခဲ့တယ်လေကားကနေအောက်ကိုဆင်းလာရင်တတိယထက်အရောက်မှာတော့အမိုက်ထုတ်ဖို့အပြင်ထွက်လာတဲ့အဖိုးအိုတယောက်နဲ့အတူပပင်းတိုးပါတော့တယ်ထို့ဖိုးဟွာမျက်လုံးတွေတွင်းကြိုက်ဝင်နေပြီးသပင်ဖြူဖြူတွေနဲ့အသက်80အရွယ်ကျော်လောက်ရှိနေပါပြီအဖိုးအိုကရန်နိုင်ကိုမြင်လိုက်တဲ့ခဏမှာပဲခြေလန်းနေရတတ်သွားပြီးမျက်လုံးတွေပြူးကျသွားခဲ့တယ်မင်းကဘယ်ခန်းကလဲအဖိုးအိုကအရှက်ရှအတန်းကြီးနဲ့မေးလိုက်တယ်ကျွန်တော်အဖေါ်ထက်ကအခန်း404ကပါဖို့ရန်အောင်ကတုံတုံကြီးနဲ့ပြန်ဖြေလိုက်တယ်ထိုစကားကိုကြားလိုက်ရတဲ့အခါမှာတော့အဖိုးအိုရဲ့မျက်နှာတစ်ခုလုံးဖြူရောသွားပြီးလက်ထဲကအမိုက်ထုတ်တောင်ကျမ်းမြေပေါ်ကိုပြုတ်ကျသွားခဲ့တယ်အဖိုးအိုကရန်အောင်နားကိုတိုးလာပြီးသူ့ရဲ့ပိန်လီလာတဲ့လက်တွေနဲ့ရန်အောင်ပကုံးကိုအတင်းဆုပ်ကန်လိုက်တယ်ဖေဟာအဲ့ဒီအခန်းမှာလူနေလို့မရဘူးကွာမင်းအသက်ရှင်ခြင်းရင်အခုချက်ချင်းပြောင်းတော့ဒီအဖိုးအိုရဲ့အတန်တွေကတုန်ခါနေတယ်ဗျာဘာဖြစ်လို့လဲအဖိုးအဲ့ဒီအခန်းမှာဘာရှိလို့လဲရန်အောင်ကစိုးရိမ်နေကြီးပြန်မေးမိတယ်အဖိုးအိုကဘေးဘီကိုကြောက်လိုက်တဲ့ကြားလှည့်ပတ်ကြည့်ပြီးမှရန်အောင်နာကိုကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်အဲ့ဒီအခန်းမှာလွန်ခဲ့တဲ့နှစ်တွေကလူတယောက်အသက်ခံခဲ့ရတာကွာတရက်ခံကိုလည်းအခုထိမမိသေးဘူးအဲ့ဒီကလေးကအဲ့ဒီအခန်းကိုငှားနေတဲ့လူတွေဟာအကြောင်းရင်းမရှိပဲတေဆုံးကုန်ကြတာပဲဘယ်သူမှအဲ့ဒီအခန်းထဲမှာတလားထက်ပိုပြီးအသက်ရှင်မနေနိုင်ကြဘူးအဲ့ဒီအခန်းထဲမှာရှိနေတယ်ကွညဘက်ဆိုတကားကိုဘယ်တော့မှမဖွင့်နဲ့ဘသူခေါ်မထူးနဲ့အဖိုးအရဲ့စကားတွေကြောင့်ရန်အောင်ကြောရိုးတဲ့အထိစိတ်ကနေဖြစ်သွားတယ်လွန်ခဲ့တဲ့ညကတကားခောက်တဲ့နေနဲ့အတင်းလှည့်နေတဲ့တကားလက်ကန်ကိုသူပြန်မြင်အောင်လာမိတာပေါ့ဒါဆိုကျွန်တော်ဘာဆက်လုပ်ရမလဲဖို့ရန်အောင်အာကိုကြီးမိလိုက်တယ်အခုပဲအထုပ်ဘိုးတွေအမြန်သိမ်းပြီးဒီတိုက်ခန်းကနေထွက်သွားတော့မင်းနောက်ကျသွားရင်ပြေးဖို့တောင်ချိန်ရမှာမဟုတ်တော့ဘူးအဖိုးကထိုးထိုးပြောပြီးအခန်းထဲကိုဝင်ကတကားကိုချိန်ခနဲနေအောင်စောက်ပိတ်သွားခဲ့ပါတော့တယ်ရန်အောင်တယောက်ထဲအေးဆက်နေတဲ့စင်းကြံလမ်းမှာခြေပြားလက်ပြားတွေအေးဆက်လျက်ကြံရိတ်ခဲ့ပါတော့တယ်အဖိုးရဲ့စကားတွေဟာရန်အောင်ကောင်းထဲမှာတူးနေထူသလိုတရင်တိန်မြည်ဟိနေခဲ့တယ်လွန်ခဲ့တဲ့နှစ်တွေကလူတက်မှုတလားထက်ပိုမနေနိုင်တဲ့သားကောင်တွေပြီးတော့သူရှိနေတဲ့ဆိုတဲ့စကားရန်အောင်ခန်း404စီကိုချက်ချင်းပြန်မတည့်ရတဲ့အကြောင်းလမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှာပဲနေ့လည်အတီထိုင်နေမိတယ်ဒါပေမဲ့သူ့ရဲ့အဝိစားတွေအရေးကြီးတဲ့စာရဲစာတန်းတွေနဲ့ပိုက်ဆံတွေအလုံးကအခန်းထဲမှာကျန်နေခဲ့တာပါသူဒီတိုင်ခန်းကနေအပြီးပိုင်ထွက်သွားဖို့အတွက်အဲ့ဒီပစ္စည်းတွေကိုပြန်ယူမှဖြစ်မှာပါနောက်ဆုံးမှာတော့ရန်အောင်နေမိကြီးထင်းထင်းလေးနေတဲ့နေ့လည်2 နာရီလောက်မှာအခန်းစီကိုပြန်တက်လာခဲ့တယ်နေခင်းကြောင်တော်ကြီးပဲဘာမှမဖြစ်နိုင်ပါဘူးကိုအားတင်းရင်တကားကိုဖွင့်လိုက်တယ်အခန်းထဲကိုဝင်လိုက်တာနဲ့ဒီကိုယ်လုံးစိတ်ကနေဖြစ်သွားစေတဲ့အေးတဲ့ကြီးကသူ့ကိုစီးကြိုနေသေးပါပဲရန်အောင်မဆိုင်မသွားပဲအဝိအိတ်ကိုဆွဲထုတ်ပြီးပစ္စည်းတွေကိုကမန်းကရန်ကောက်ထည့်တော့တယ်ပစ္စည်းတွေတိမ်ဆဲအပြီးမှာတော့မျက်နှာပေါ်ကစီးကြနေတဲ့ချွေးတွေကိုစီးကြောဖို့အတွက်လူရီချိုးကန်းတွေကိုခဏဝင်လိုက်မိတယ်ဖေးစင်မှာမျက်နှာတိပြီးတဲ့နောက်သူမျက်လုံးကိုဖွင့်ပြီးအရှိကမှန်တဲ့ကြီးကိုကြည့်လိုက်တယ်အဲ့ဒီခဏမှာပဲရန်အောင်ကိုယ်လုံးဆွဲခါခံလိုက်ရတယ်လို့တုံ့လောက်သွားပြီးနှလုံးခုန်တန်းတွေရက်တက်မတက်ဖြစ်သွားကြရတယ်မင်းထဲမှာပေါ်နေတာကသူ့ရဲ့မျက်နှာတစ်ခုတည်းမဟုတ်ပါဘူးမှန်ထဲမှာပေါ်နေတဲ့ရန်နောက်ရဲ့နောက်ကျောပဲအကွာအဝေးတစ်ခုမှာခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးတစ်ခုမတက်ရနေတာပါအဲ့ဒီခန္ဓာကိုယ်ကြီးကတွေးဆွနေတဲ့အဝိစုပ်တွေကိုဝေထားပြီးလက်ပင်ပြက်ကြီးစီကနေတွေးပုတ်တွေတကဒဇက်ကြာနေတယ်အဲ့ဒီအရာကြီးကရန်နောက်ရဲ့နောက်ကျောဘက်စီကိုဖြည်းဖြည်းချင်းတိုးကက်လာနေတာကိုမှန်ထဲကနေတဆင်ထင်းထင်းရှားရှားမြင်တွေ့နေရတာပါရန်နောက်အဟေပီနောက်ကိုစက္ကနဲ့လှည့်ကြည့်လိုက်တယ်ဒါပေမဲ့သူ့နောက်မှာဘယ်သူမှရှိမနေပါဘူးအေးဆက်ပြီးတိတ်ဆိတ်နေတဲ့ရေချိုးကန်းလေးထဲမှာတူတယောက်ထဲသာရှိနေတာပါသူရင်ဘက်ကိုဖိရင်မှန်ချက်စီကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးပျောက်ကွယ်သွားခဲ့ပါပြီဒါပေမဲ့အဲ့ဒီမှန်ပြင်ပေါ်မှာတော့ရန်အောင်မျက်နှာတေးစင်မှာမရှိခဲ့တဲ့အရာတစ်ခုရှိနေပါတယ်မှန်ပေါ်မှာတွေးလို့နေရဲအရေးတွေနဲ့စာသားတစ်ခုကိုရေးထားတာပါ
ငါရောက်နေပြီအဲ့ဒီစာသားတွေစီကနေတွေးနေအောင်ရေတွေကမှန်ပြီးအောက်ခြေစီကိုတဖြည်းဖြည်းချင်းစီးကျလာနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ရန်အောင်ဟာသူ့ရဲ့အိတ်ကိုတောင်ပြန်မယူတော့ပဲရေချိုးကန်းထဲကနေခြေဦးတယောက်ကိုအတဲတန်ပြေးထွက်ခဲ့ပါတော့တယ်ရန်အောင်တယောက်ရေချိုးကန်းထဲကနေအလန်လကြပြေးထွက်လာပြီးအခန်းတကားစီကိုအပြေးတော့သွားခဲ့တယ်ဒါပေမဲ့တကားလက်ကန်ကိုဆွဲဖိဖို့ကြိုးစားလိုက်တဲ့ခဏမှာပဲသူ့ရဲ့ဘောင်းမီအိတ်ကထဲကဖုန်းကသုံးခါလာခဲ့တယ်ကြောက်ဆွေတွေမပြေသေးတဲ့ရန်အောင်ကဖုန်းကိုတုံးရင်နေတဲ့လက်တွေနဲ့ထုတ်ကြည့်လိုက်မိတယ်ဖုန်းမျက်နှာပြင်မှာပေါ်နေတဲ့နံပါတ်ကဘယ်တို့နာမည်မှမှတ်ထားတာမဟုတ်ပဲကနန်းသုံးလုံးနဲ့တာဖြစ်နေပါလေ404ရန်အောင်ရင်ဘတ်ထဲကနှလုံးခုန်တန်းတွေစူညံသွားတယ်ဒီနံပါတ်ကငါနေတဲ့အခန်းနံပါတ်ပဲဘသူကငါဖုန်းကိုခေါ်နေတာလဲတွေးရင်သူ့ဖုန်းကိုမကိုင်ရဲပဲကြည့်နေမိတယ်ဖုန်းကသုံးခါနေတာရမသွားပါဘူးနောက်ဆုံးမှာတော့ရန်အောင်အာတင်ပြီးဖုန်းကိုလက်ခံလိုက်ပြီးနားကိုကပ်လိုက်တယ်ဟယ်လိုရန်အောင်အတန်ကသုံးခါနေတယ်ဖုန်းထဲကနေပထမတော့ဘာတန်မှထွက်မလာပဲတိတ်ဆိတ်နေတယ်ပြီးတော့မှဆိုင်ကြီးတငယ်ငိုကြွေးနေတဲ့အတန်တကူထွက်ပေါ်လာခဲ့တယ်အဲ့ဒီနောက်မှာတော့လေချောင်းထဲမှာတွေးရတိဆိုနေတယ်လို့မျိုးအရှက်ချအတန်ကြီးနဲ့စကားတစ်ခုကိုပြောလိုက်တာပါငါ့ကိုဘာလို့တက်ခဲ့တာလဲအဲ့ဒီအတန်ကြီးကရန်နောက်နားတဲ့ကိုတိုက်ရိုက်စီးဝင်သွားတယ်လို့မျိုးခံစားလိုက်ရပြီးသူကြောက်လန့်တဲ့ကြားနဲ့ဖုန်းကိုကျမ်းမြေပေါ်ကိုလှုပ်ချလိုက်မိတယ်ဖုန်းကကျမ်းမြေပေါ်ကိုကျသွားပေမဲ့လေစပီကာကနေတဆင်အဲ့ဒီငိုကြွေးတဲ့နဲ့ငါ့ကိုဘာလို့တက်ခဲ့တာလဲဆိုတဲ့မိကုန်းကအကန်းကြက်ကြီးထဲမှာပဲ့တင်ထက်လို့နေသေးပါပဲရန်နောက်နှာခေါင်းကိုအုပ်ပြီးတကားကိုအတင်းဆက်ဖိဖို့ကြိုးစားတယ်ဒါပေမဲ့တကားကအပြင်ကနေတစုံတစ်ခုကအတင်းတုံထားသလိုမျိုးလုံးဝဖွင့်မရတော့ပါဘူးသူနောက်ကိုဆုပ်လိုက်ရင်ကျမ်းမြေပေါ်ကဖုန်းကိုကြည့်လိုက်မိတယ်ဖုန်းမျက်နှာပြင်ကတစ်ဖြည်းဖြည်းနဲ့လင်းနေတော့မယ်ပို့ပြီးထိတ်လန့်ဖို့ကောင်းတာကဖုန်းရဲ့မျက်နှာပြင်မှာအလိုလိုနေရေး miss call တွေစရင်းတွေတန်းစီပြီးတက်လာတာပါပဲ404မှာခေါ်ဆိုမှုတစ်ချိန်404မှာဖုန်းခေါ်ဆိုမှု5ချိန်404မှာဖုန်းခေါ်ဆိုမှု20ချိန်ဖုန်းခေါ်ဆိုမှုချိန်တွေကရန်နောက်မျက်စိရှိတင်မဲ့ရာနဲ့ချီပြီးမြ мян ဆန်ဆန်တိုးပွားလာနေပါတယ်အဲ့ဒီချိန်မှာပဲအခန်းလေကတသားကလက်ထိုင်ကြီးစီကနေတကြွကြွဆိုတဲ့လှူရှားတန်ကြီးကပြန်လည်ထွက်ပေါ်လာခဲ့ပြန်มาတော့တယ်ရန်နာဟာတကားနဲ့ကလက်ထိုင်ကြားမှာပိတ်မိနေပြီးဘာလို့ရမှမသိအောင်အစွမ်းကုန်ထိတ်လန့်နေရပါတော့တယ်တဖြည်းဖြည်းနဲ့လင်းနေတဲ့ဖုံးမျက်နှာပြင်ပေါ်က404ဆိုတဲ့ဖုန်းခေါ်ဆိုမှုတွေနဲ့အခန်းလေကကလက်ထိုင်ရဲ့တကြွကြွမိတန်းတွေကြားမှာရန်အောင်တယောက် YouTube မတက်ဖြစ်နေပါပြီသူတကားကိုအာကုံသုံးပြီးထူရရင်ကဲကြပါအောင်တကားဖွင့်ပြကြပါအောင်လို့အော်ဟစ်နေမိတယ်ဒါပေမဲ့အပြင်ဘက်ကနေဘာတုံ့ပြန်မှုမှရှိမလာခဲ့ပါဘူး။ကြောက်စိတ်တွေကအထိုးထိပ်ကိုရောက်လာပြီးရန်အောင်ရဲ့အတီးစိတ်တွေဟာမောင်းမိုက်သွားခဲ့ရတယ်။သူပဲချိန်မှဘလို့အိပ်ပျော်တတိလေးသွားမလဲဆိုတာသူကိုယ်တိုင်တော့မသိလိုက်ရပါဘူး။ရန်အောင်ပြန်လို့လာတဲ့အချိန်မှာတော့အခန်းထဲမှာမှောင်ရီပြိုးနေပါပြီ။လူချမ်းပြင်ပေါ်မှာပက်လက်ကြီးလဲလျောက်နေတာပါ။ငါတက်ရှင်နေသေးတာပဲ။ရန်အောင်တပြင်းတစ်ချက်ချရင်အာယူပြီးထားထန်လိုက်တယ်။ဒါပေမဲ့တူထားထန်လိုက်ပြီးချမ်းပြင်ကိုငိုးကြည့်လိုက်တဲ့ခဏမှာပဲသူ့ရဲ့အသက်ရှူတန်းနဲ့ရက်တန့်သွားတယ်လို့ခံစားလိုက်ရပြန်တယ်။အခန်းတကားဝစီကနေသူလဲအိတ်နေတဲ့နေရာထိဆိုးအသွေးရောင်ခြေရာတွေအတန်းလိုက်ထင်ကျက်နေခဲ့တာပါ။အဲ့ဒီခြေရာတွေကတာမန်လူတယောက်ရဲ့ခြေရာတွေမဟုတ်ပါဘူး။အလွန်ကြီးမားပြီးခြေချောင်းတွေရဲ့ထိပ်မှာချွန်ထက်တဲ့တိရစ္ဆာန်ခြေထဲတွေလိုမျိုးအရာတွေပါရှိနေတာပါ။ပိုပြီးထိတ်လန့်စရာကောင်းတာကအဲ့ဒီခြေရာတွေကတကားဝကနေစတင်လာပြီးရန်အောင်အိပ်ပျော်နေတဲ့နေရာအနားမှာတင်ရက်တန့်သွားတာပဲဖြစ်ပါလေ။ရန်အောင်သူ့ရဲ့တကိုယ်လုံးကိုထိတ်လန့်တကြားနဲ့ပြန်ကြည့်လိုက်မိတယ်။သူဝေထားတဲ့အင်ဂျီပေါ်မှာရောကျမ်းပြင်ပေါ်မှာခင်းထားတဲ့ဖြာပေါ်မှာရောပါသပင်ရှည်ကြီးတွေကန်းညီနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီသပင်တွေကရင်းကြီးတွေလိုမျိုးစိတ်ကက်ကက်ဖြစ်နေပြီးပုတ်စော်နဲ့နန်းနေခဲ့ပါတယ်။လွန်ခဲ့တဲ့ညကသူအိပ်ပျော်နေစဉ်မှာအဲ့ဒီအရာကြီးကသူ့အနားကိုရောက်လာခဲ့တာသိချပါတယ်။ရင်အောင်ရင်ဘက်တဲကနှလုံးကုန်တန်းတွေကတရိမ့်နှိမ့်နဲ့မြင်နေပါပြီ။ပါဇက်ကလည်းဖျားစောက်တွေကိုတသွင်ရည်နဲ့ယူဆွနေတယ်။အဲ့ဒီအချိန်မှာပဲအခန်းနောက်မှာပုံထားတဲ့သူ့ရဲ့အဝတ်အိတ်ထဲကနေဂလောက်ဆိုတဲ့အတန်ဆန်းတစ်ခုထွက်ပေါ်လာပြန်တယ်။အဲ့ဒီအိတ်ထဲမှာတစုံတစ်ခုကလှုပ်ရှားနေတယ်လို့မျိုးအိတ်ကဖောင်းကြွလာပြီးပြန်ပိန်သွားလိုက်နောက်တစ်ခါပြန်ဖောင်းလာလိုက်ဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ရန်အောင်ဟာအခန်းလေကတသားကလထိုင်ကြီးကိုကြောပေးပြီးနောက်ဆုံးလေးတစ်ခုမှကပ်ပြီးတုံရင်နေရပါတော့တယ်။အဲ့ဒီအိတ်ထဲမှာသူတင်ဆက်ထားတဲ့အဝိစားတွေကလွယ်လွယ်တခြားတက်ရှိအရာဘာမှမရှိပါဘူး။ဇီးဆွဲတဲ့ခက်ပြပြတစ်ခုနဲ့အတူအဝိအိတ်ရဲ့စကားထဲကနေဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်။ရန်အောင်မြတ်တော်မစကစတန်ကြည့်နေစင်မှာပဲအိတ်ထဲကနေထွက်ပေါ်လာတာကတော့သပင်ရှည်ကြီးတွေဖုံးလွှမ်းနေတဲ့လူဦးကောင်းကိုလိုမျိုးအရာတစ်ခုဖြစ်နေပါလေ။အဲ့ဒီအရာကအိတ်ထဲကနေလေဆင်းလာပြီးရန်အောင်ချင်ရင်နာမှာရတန့်သွားခဲ့တယ်။ရန်အောင်အစွမ်းကိုအဟေပြီးနောက်ကိုဆုပ်လိုက်တယ်။ဒီတခါတော့ကြောက်စိတ်တွေကသူ့ကိုအပြေးအဝဆိုးမှုသွားပြီးအသက်ရှင်လို့စိတ်တစ်ခုတည်းနဲ့တင်အခန်းတကားစီကိုအပြေးလွှားသွားခဲ့တော့တယ်။သူတကားလက်ကင်ကိုဆွဲလှည့်လိုက်တယ်။အော်စရာကောင်းတာကဒီတခါမှတော့တကားကအလွယ်တကူပဲပွင့်သွားခဲ့တာပါ။ရန်အောင်ဘာကုန်မှလှည့်မကြည့်တော့ပဲတိုက်ခန်းရဲ့အပြင်ပဲ
စင်းကြံလန်းစီကုံခွနဲ့ပြေးထွက်လိုက်တယ်ပြီးတော့လေကားတွေအတိုင်းအောက်ထက်ကိုအလော်တကြီးပြေးဆင်းသွားတော့တာပေါ့ငါလွတ်ပြီစိတ်ထဲကနေအထက်ထက်အော်ဟစ်ရင်သူလေကားလူတွေကိုအရှိန်နဲ့ဆင်းလာခဲ့တယ်သူပြေးလေးဆင်းလာရင်းနဲ့ပထမဆုံးတွေ့လိုက်ရတဲ့အခန်းနံပဲရဲ့နယ်ပယ်ပြားလေးကသူ့မတော်တဆကြည့်ပြီးသွားတယ်လေးရလေရန်အောင်ခြေလန်းတွေရုတ်တရက်ရဲတန့်သွားခဲ့တယ်ငါအောက်ကိုပြေးဆင်းလာတာလေဘာလို့လေးရလေးဖြစ်နေတာလဲသူ့သွေးရဲ့ဇဝေဇဝါနဲ့နောက်ထပ်လေကားတစ်ထပ်ကိုထပ်ပြီးအမြန်ဆင်းပြေးလိုက်ပြန်နေသူအောက်ထက်ကိုရောက်တဲ့အခါတကားနံဘက်ကိုပြန်ကြည့်လိုက်မိတယ်လေးရလေရန်နောက်ရင်ဘက်ထက်ကနှလုံးသားကြီးပြုတ်ကျသွားသလိုခံစားလိုက်ရတယ်သူဘယ်လောက်ပဲအောက်ထက်ကိုပြေးဆင်းသူရောက်သွားတဲ့နေရာကအောက်ထက်မဟုတ်ပဲအခန်းအမှတ်404ရဲ့ရှေ့ကိုသာအထက်ထက်ပြန်လဲရောက်ရှိနေတာပါသူအနောက်ကိုလှည့်ပြီးအပေါ်ထက်ကိုပြန်ထည့်ဖို့ကြိုးစားကြည့်တယ်အပေါ်ထက်ကိုအမောတကောတက်သွားပြီးတွေ့လိုက်ရတဲ့အခန်းကလည်း404ပါပဲသူဟာဒီ404အခန်းရဲ့ရှေ့မှာတင်တန်တရားလဲပြီးပိတ်မိနေပါပြီဘယ်လို့မှထွက်ပြေးလို့လည်းမရတော့ပါဘူးခြေကုံလက်ပန်းကြပြီးနေရက်ကိုမိကထိုင်ချမိလိုက်တဲ့ခဏမှာပဲအခန်း404ရဲ့တကားချက်ကြီးကအထက်ကနေဖြည်းဖြည်းချင်းပွင့်လာခဲ့ပြီးအခန်းအလယ်ကတသားကလထိုင်ကြီးကရန်နောက်ကိုစောင့်ကြုံနေလို့ထီထီကြီးပေါ်လာပါတော့တယ်ရန်နာဟာပြပောက်မရှိတော့တဲ့အဆုံးမှာတော့အလိုလိုပွင့်ဟလာတဲ့အခန်း404တဲ့ကိုခြေလန်းတွေတုံရင်းပြန်ဝင်လာခဲ့ရတယ်ပြင်မှာရှိတဲ့လေကားတွေကသူ့ကိုအောက်ထက်စီပို့ဆောင်မပေးနိုင်တော့တာကြောင့်ဒီခန်းထဲမှာပဲအဖြေတစ်ခုခုကိုရှာဖွေဖို့သူဆုံးဖြတ်လိုက်တာပါငါ့ကိုဘာလို့တက်ခဲ့တာလဲဆိုတဲ့ဖုန်းထဲကအရှရှအတန်းကြီးကိုသူပြန်ကြားရအောင်ရင်ဒီခန်းထဲမှာတကယ့်ကိုလူတက်မှုတစ်ခုဖြစ်ခဲ့တဲ့ဆိုတာကိုသူအကျွမ်းမဲ့ယုံကြည်သွားပါပြီရန်အောင်ခန်းထဲကိုရောက်တော့အဝေးအိတ်ထဲကလိမ့်ကြနေတဲ့ဦးကောင်းခွန်လိုအရာကရှိမနေတော့ပါဘူးခြေရတွေလည်းပြောက်ကွယ်နေပြီဒါပေမဲ့အခန်းအလယ်ကကလက်ထိုင်ကြီးကတော့ရှိနေသေးပါသူခန်းထဲမှာတခုခုများထူးခြားမှုရှိမလားဆိုပြီးအပူတပြင်းလိုက်ရှာနေတော့တယ်ကလက်ထိုင်အောင်အခန်းနောက်တွေအနှက်ရှာရင်းနေနောက်ဆုံးမှာတော့အခန်းရဲ့ကျမ်းပြင်တရားပြားတွေကတပြားကအနှဲငယ်ကြွတက်နေရကိုသူတတိထားမိလိုက်တယ်ရဲနောက်အဲ့ဒီတရားပြားကိုအင်အားသုံးပြီးဆွဲခွာလိုက်တဲ့အခါမှာတော့အောက်မှာဖုန်နေတက်နေတဲ့ကျန်းခွက်လေးတစ်ခုနဲ့အဲ့ဒီထဲမှာဝတ်ထားတဲ့လက်ရည်မူကြားနဲ့စာအုပ်ဟောင်းလေးတစ်အုပ်ကိုတွေ့လိုက်ရပါတယ်သူစာအုပ်ကိုဖွင့်ပြီးဖတ်ကြည့်လိုက်တယ်စာအုပ်ထဲမှာစာမျက်နှာတွေကဝါကျင်နေပြီးတွေးခွက်တွေလိုမျိုးအစွန်းထွင်းတွေလည်းရှိနေတယ်အဲ့ဒီစာအုပ်ကလွန်ခဲ့တဲ့10နှစ်ကဒီအခန်းမှာနေထိုင်သွားခဲ့တဲ့လူငယ်တယောက်ရဲ့နေ့စဉ်မှတ်တမ်းဖြစ်နေတာပါရန်နောက်စာမျက်နှာတွေကမြင်မြန်ဆက်ဆက်မဲ့လှန်လောဖက်ရှူရဲ့နောက်ဆုံးစာမျက်နှာတွေအရောက်မှာတော့ဒီကိုယ်လုံးတောင်းတင်းသွားခဲ့ရတယ်2016 AB လ9ရက်ဒီနေ့ငါခန်းထဲမှာမထင်မဲ့ပဲလူတက်မှုတစ်ခုကျွန်းလွန်မိရဲ့ငါစီကနေပိတ်ဆိုင်လာချိတဲ့တငယ်ချင်းဖြစ်သူနဲ့စကားများရကနေတော့အလျောက်သူ့ကိုငါတက်လိုက်မိတာငါအရင်ကြောက်တယ်ရဲတွေတည်ရင်ငါထောင်ကြတော့မှာပဲဒါကြောင့်ငါသူ့ရဲ့အလောင်းကိုအပိုင်းပိုင်းဖြတ်ပြီးအစအနဖြောက်ဖို့ဆုံးဖြတ်လိုက်တယ်သူ့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုဒီတိုက်ခင်းရဲ့နေရာအနှံ့ပြားမှာငါဝှက်ပြီးထားခဲ့တယ်အဓိကစိတ်ပိုင်းတစ်ခုဖြစ်တဲ့သူ့ရဲ့စာရာတွေကအဲ့ဒီနေရာမှာတွင်တွေးခဲ့ကြတဲ့တစ်ခုကြောင့်စက်ဖက်လို့မရတော့ပဲပြတ်တောက်သွားခဲ့တယ်ဒါပေမဲ့ဂျာနယ်စာအုပ်ရဲ့အောက်ခြေမှာတော့လက်တုံတုံရေးနဲ့ရေးထားတဲ့စာကြောင်းတွေကြောင့်ရှိနေပါတယ်သူ့ရဲ့ခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးကိုတော့ငါအမြဲတမ်းထိုင်နေကြဖြစ်တဲ့ဒီတေတာကလထိုင်ကြီးရဲ့အောက်ခြေမှာပဲရန်အောင်စာဖက်လို့မပြီးသေးခင်မှာပဲသူ့ရဲ့အနောက်ဘက်မှာရှိတဲ့တေတာကလထိုင်ကြီးစီကနေလူတစ်ယောက်ရဲ့အသက်ပြင်းပြင်းရှူတွင်းရှူထုတ်အတန်ကြီးကကလျက်ကြီးထွက်ပေါ်လာခဲ့ပါတော့တယ်ရန်အောင်ရဲ့ဥယျာဉ်ပြားတွေတင်းခနဲ့ဖြစ်သွားပြီးကြောရိုးတွေကနေစိမ့်တက်လာတဲ့အေးအေးဓာတ်ကတကိုယ်လုံးကိုလွှမ်းမိုးသွားခဲ့တယ်သူဖြည်းဖြည်းချင်းလက်ကြည့်လိုက်မိတယ်အခန်းထဲကတခုတည်းတော့ဝါချင်းချင်းမိချောင်းလေးကခါတိုင်းထက်ပိုပြီးပြင်းပြင်းထန်ထန်မှိတ်တုံဖြစ်သွားပြီးနောက်လုံးဝငြိမ်းသွားခဲ့ပါတော့တယ်တခန်းလုံးမောင်တူတဲ့ကိုကြာဆင်းသွားခဲ့ပါပြီရန်အောင်အမောင်ထဲမှာတင်အကြောက်လွန်ပြီးအသက်ရှူရမတက်ဖြစ်ရတယ်သူသုံးရင်းနေတဲ့လက်တွေနဲ့ဘောင်းမီအကက်ထဲကဖုန်းကိုစံတဝါဝါထုတ်လိုက်ပြီးဓမီကိုဖွင့်လိုက်မိတယ်ဖုန်းမီလင်းသွားတဲ့အခါမှာပဲသူအလင်းအောင်ကိုအခန်းလေကတတက်ကလထိုင်ကြီးစီကိုဓာတ်ရိုက်ထိုးပြလိုက်တယ်အဲ့ဒီအချိန်မှာပဲအဆုပ်ကွဲမတဲ့အော်ဟစ်ချင်းစိတ်ကို NJB ထိနာလိုက်ရတယ်ကလထိုင်ပေါ်မှာလူတယောက်အမှန်တကယ်ထိုင်နေပါပြီအဲ့ဒီလူဟာစုပ်ပြဲပြီးတွေးခွက်တွေပေးချမ်းနေတဲ့အဝတ်ကိုဝေးထားတယ်သူ့ရဲ့မျက်နှာကတော့အသားတွေပုပ်ပွားပြီးအရေးပြားတွေကတွဲလောင်းကျနေတာပါပိုးပြီးထိတဲ့စရာကောင်းတာကအဲ့ဒီလူရဲ့မျက်နှာမှာမျက်လုံးတွေမရှိပါဘူးမျက်လုံးအိမ်အခေါင်းပေါက်ကြီးနှစ်ခုကနေတွေးပုတ်တွေကပါးပြမော်ကိုတစ်ဆက်ဆက်စီးကျနေတာပါအဲ့ဒီမျက်လုံးမရှိရဲ့မျက်နှာကြီးကရန်အောင်ရှိနေတဲ့ဘက်ကိုလှည့်လာခဲ့တယ်ပြီးတော့ဖြူဖြောနေတဲ့သူ့ရဲ့နှုတ်ခမ်းတွေကိုဖြည်းဖြည်းချင်းဖြဲပြီးရန်နောက်ကိုကြည့်ကပြုံးပြလိုက်ပါတယ်ငါခန္ဓာကိုရှာတွေ့ပြီလားအဲရှာထောက်ခဲ့တဲ့အတန်ကြီးကလက်ထိုင်မော်ကသူ့ရဲ့နှုတ်ခမ်းစီကနေထွက်ပေါ်လာတာမဟုတ်ပဲရန်နောက်ရဲ့နားထဲမှာတင်ကပ်ပြီးပြောလိုက်သလိုမျိုးဟိန်ထွက်လာခဲ့တာပါအဲ့ဒီမျက်လုံးမရှိတဲ့မျက်နှာစီပြုံးလိုက်တဲ့အချိန်မှာပဲကလေထိုင်ရဲ့အောက်ခြေကနေစပင်းရှည်ကြီးတွေနဲ့တွေးဆိုးနေတဲ့လက်ချောင်းကြီးတွေက
ရန်နောက်ခြေထောက်တွေစီကိုမွေးလို့တရွတ်တိုက်တိုးဝင်လာပါတော့တယ်။ရန်နောက်ဟာကြောက်လန့်လို့အော်တာမအော်နိုင်တော့ပဲနောက်ကိုတဖြည်းဖြည်းစုံမိသွားလေ။ဒါပေမဲ့သူ့ရဲ့ခြေထောက်တွေကိုကလစ်ထိုင်အောက်ကနေထွက်လာတဲ့စိတ်ကက်ကက်စမင်းရှည်ယူတွေနဲ့အေးဆက်လာတဲ့လက်ချောင်းကြီးတွေကအတင်းရစ်ပဲဆွဲကင်ထားလိုက်ပြီးဖြစ်ပါတယ်။ကလစ်ထိုင်ပေါ်ကမျက်လုံးမရှိတဲ့အဲ့ဒီကြီးကဖြည်းဖြည်းချင်းထားရလိုက်တယ်။အဲ့ဒီအရာကြီးထားရလိုက်တဲ့အချိန်မှာတော့သူ့ရဲ့အရက်ကတာမန်လူထက်ပိုရှည်နေပြီးခေါင်းကမျက်နှာကျက်နဲ့ထီလိုနီးပါဖြစ်နေတာကိုတွေ့လိုက်ရတယ်။ငါ့ကိုတက်ခဲ့တဲ့သူကငါ့ကိုဒီခန်းထဲမှာတင်အပိုင်ပိုင်ဖြတ်ခဲ့တာ။အဲ့ရှာအတန်းကြီးကအခန်းရဲ့အေးဓာတ်နဲ့အတူပဲ့တင်ထက်လို့နေသေးပါပဲ။သူကငါကောင်းကိုအိတ်ထက်ထက်ပြီးငါရဲ့ခန္ဓာကိုယ်ကိုတော့ဒီကလက်ထိုင်အောက်မှာဝတ်ထားခဲ့တယ်။ငါအရန်နာကျင်ရတယ်။အဲ့ဒီရာကြီးကပြောရင်းနဲ့ရနောက်ထံကိုခြေလန်းကျဲကြီးတွေနဲ့တရုတ်တိုက်လျှောက်လာခဲ့တယ်။ခြေလန်းတလန်းလှမ်းလိုက်တိုင်းသူ့ရဲ့ပူဝနေတဲ့အသားတွေကြားကနေတွေးပုတ်တွေကကျမ်းမြေပေါ်ကိုတစ်စက်စက်ကျလာခဲ့ပါတယ်။ရန်နောက်ဆွမ်းကိုအားဆိုင်ပြီးသူ့ခြေထောက်တွေကိုဆွဲယုံပင်မဲ့လည်းမရပါဘူး။အေးဆက်ဆက်လက်ချောင်းတွေကရန်နောက်ရဲ့ခန္ဓာကိုယ်ပေါ်ကိုတရွရွတက်လာပြီးနောက်ဆုံးမှာတော့သူ့ရဲ့လေဝင်းစီကိုရောက်ရှိလာခဲ့ပါတယ်။မင်းလည်းငါလိုပဲဒီခန်းထဲမှာပြိဆက်ရမယ်။အဲ့ဒီအရာကြီးရဲ့အေးဆက်လာတဲ့လဝါးကြီးတွေကရန်နောက်ရဲ့လေဝင်းကိုအင်အားသုံးပြီးညှစ်လိုက်ပါတော့တယ်။ရန်နောက်အတက်ရှူကျက်လာပြီးမျက်လုံးတွေပြူထွက်လာခဲ့ပါတယ်။ကဲကြပါအောင်။ရန်နောက်အချက်ချအတန်းလေးနဲ့အနိုင်နဲ့အော်ဟစ်ပင်မဲ့လေဒီ404အခန်းထဲကအတန်းကိုအပြင်ကလူတွေမကြားနိုင်ဘူးဆိုတာသူကောင်းကောင်းသိလိုက်ရပြီ။ရန်နောက်ရဲ့အမြင်အာရုံတွေဟာတဖြည်းဖြည်းနဲ့မိမ့်မိန်လာပြီးအမောင်တို့ကသူ့ကိုတဖြည်းဖြည်းနဲ့ပြန်လဲဝါးမြူသွားခဲ့ပါတော့တယ်။စီစာရိတ်တိုက်ခန်းတွေကြီးကတော့ဘာမှမဖြစ်ခဲ့သလိုမျိုးအေးဆက်ငြိမ်သက်လို့နေသေးပါပဲ။လက်မဘော်ကကားတံတွေနဲ့မြို့ပြရဲ့စူညံတွေကလည်းပုံမှန်အတိုင်းပါပဲ။ရန်နောက်ပျောက်ဆုံးသွားခဲ့တာအခုဆိုရင်တပတ်လောက်ရှိခဲ့ပါပြီ။ဒါပေမဲ့ဒီတိုက်ခန်းမှာတော့လူပြောက်တာမျိုးကစမ်းကြဲတဲ့အရာမဟုတ်တော့သလိုပါပဲ။မနေ့ကင်းနေရောင်ကြီးဖြာကျနေတဲ့အချိန်မှာတော့တိုက်ခန်းအကျိုးဆောင်ဖြစ်တဲ့လူဝဝကြီးတယောက်ကအသက်20ကျော်အရွယ်လူငယ်လေးတယောက်ကိုဥဆောင်ပြီးလှေကားရဲ့အတိုင်းအပေါ်တက်ကိုတက်လာခဲ့တယ်။ထိုလူငယ်လေးကတော့တောရွာကနေမြို့ကိုအလုတ်တက်လို့ဖို့ရောက်လာတဲ့အေးအေးဆေးဆေးနေရမဲ့ပုံရှိတဲ့လူငယ်တအုပ်ပါ။ကဲညီလေးဒီခန်းမဲဒီတိုက်ခန်းတစ်ခုလုံးမှာဒီခန်းကအကျဲဆုံးနဲ့ဈေးပေါ်ဆုံးပဲကွာ။အပြင်စင်လဲအကုန်စင်ပြေတယ်။အကျိုးဆောင်ကပြုံပြုံကြီးပြောရင်းနဲ့တော့ကိုထုတ်ပြီးတကားကိုလှည့်ဖွင့်လိုက်တယ်။ကျွီတကားဖွင့်တော့တဲ့အခါမှာတော့အခန်းထဲကနေအေးဆက်ဆက်ညှော်နဲ့လို့ဆွေးမြေ့နေတဲ့အသားပုတ်နှံ့လို့အနံတစ်ခုကသူတို့စီကိုအရင်ဆုံးတိုက်ခဲလာခဲ့တယ်။ဟင်းအခုအခန်းထဲမှာဘာနံကြီးလည်းမသိဘူးနော်။ပြီးတော့တော်တော်လေးအေးတာပဲ။လူငယ်လေးကနှာခေါင်းကိုရှုံရင်ပြောလိုက်တယ်။အော်အခန်းကအကြာကြီးပိတ်ထားလို့ဖြစ်မှာပါ။ပန်ကားလေးဖွင့်ဒင်းမော်လေးဖွင့်လိုက်ရင်အနှံ့ပြောက်သွားမှာပါ။အကျိုးဆောင်ကမထူးကြသလိုမျိုးလက်ကပြရင်အခန်းထဲကိုအရင်ဝင်သွားခဲ့တယ်။အခန်းကျကြီးကတော့ပရိဘောကမရှိပဲဗလာချင်းနေသေးပါ။အလဲတက်တက်မှာတော့ရှီဟောင်းတသားကလထိုင်ကြီးကကြီးကြီးရှိနေတော့မှာပဲ။ကဲညီလေးအခန်းကိုကြည့်လိုက်အောင်တဘောကြရင်ဒီနေ့ပဲစီရန်ငွေချပြီးတက်နေလို့ရပြီနော်အကျိုးဆောင်ကကလထိုင်နားမှာရပ်ပြီးပြောလိုက်တယ်လူငယ်လေးကအခန်းထဲကိုလိုက်ကြည့်နေရင်ကလထိုင်ပေါ်ကိုမျက်စိရောက်သွားခဲ့တယ်ထိုကလထိုင်ပေါ်မှာတော့လွန်ခဲ့တဲ့တစ်ပတ်ကရန်နောက်အတက်ဘေးကနေထွက်ပြေးဖို့အတဲတန်ကြိုးစားခဲ့ရတဲ့မျက်နှာပြည့်ရင်းနေတဲ့ရန်နောက်ရဲ့ပုံရိပ်ကြီးကအခုတော့အဲ့ဒီကလထိုင်ပေါ်မှာအေးစစ်စစ်ထိုင်နေတာကိုလူငယ်လေးမမြင်နိုင်ခဲ့ပါဘူးရန်နောက်ရဲ့မျက်ခွန်တွေကလန်တက်နေပြီးမျက်လုံးတွေကတော့တွေးဆူနေသေးပါသူကအခန်းတစ်ကိုပြောင်းလာတဲ့လူငယ်လေးကိုကြည့်ပြီးဖြူဖြောင်းနေတဲ့နှုတ်ခမ်းတွေကိုဖြည်းဖြည်းချင်းဖြဲကရင်အေးစရာကောင်းလာအောင်ပြုံးပြလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲတိုက်ခန်းရဲ့အပြင်ဘက်စင်းကြလန်းကနေတကားခောက်တဲ့တုပ်ချက်ကညင်သာစွာထပ်ပေါ်လာခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီ။ဇလန်လေးကိုချိန်ပေးပြီးနားဆင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးပြီးတော့နားဆင်ပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။